အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပြီးတော့မှကဂျပန်နိုင်ငံမှာကားရန်တယ်စားပစ်တွေအများကြီးရှိတယ်ဗျာအဲ့ထဲမှာမှကျွန်တော်သဘောအကျဆုံးကားရန်တယ်စားပစ်အကြောင်းကိုပြောပြပြီးတော့မယ်ကားငှားမယ်ဆိုရင်15မိနစ်ကနေစပြီးငှားလို့ရတယ်24 hour service တနာရီမှရန်880ရန်ပဲကြတယ်ဗျာ6နာရီအတွင်းဘယ်ကားမဆိုအသုံးပြုတဲ့ကားဆိုရင်ဓာတ်ဆီကား free ကားသွားယူလို့ရတဲ့နေရာတွေကလည်းဘလောက်ပေါ်လဲဆိုရင်ကိုယ့်ရဲ့နေထိုင်ရာအိမ်အနီးတစ်ဝိုက်1ကီလိုမီတာအတွင်းမှာလည်းအများကြီးရှိတယ်ဗျာဈေးလည်းတော်တော်တက်တာတယ်ကားလည်းထည့်လဲစီးရမယ်24 hour ကြိုက်တဲ့အချိန်သွားငှားလို့ရတယ်ဒီအချက်တွေကြောင့်ကျွန်တော်တဘောကြတယ်ပြောနေရကြတယ်ဗျာကားစီးနှုံးလေးနဲ့ကားစီးလို့ရတဲ့အမျိုးအစားလေးတွေကိုကျွန်တော်တို့အတူတစ်ချက်သွားကြည့်လိုက်ရအောင် basic level ကားစီးနှုံးတွေက15မိနစ်ကိုရန်220နာရီဝက်ကို440တနာရီကိုရန်880 6နာရီဆိုရင်ရန်4290 12နာရီဆိုရင်ရန်9500အခုပြထားတဲ့ကားအမျိုးအစားတွေကတော့ basic level မှာစီးလို့ရတဲ့ကားအမျိုးအစားတွေပဲဖြစ်တယ်မီတယ်ကလပ်ကားအမျိုးအစားတွေဆိုရင်တော့15မိနစ်ကိုရန်330တနာရီဆိုရင်တော့ရန်1320 6နာရီဆိုရင်တော့ရန်6490ရန်ပဲကြားတင်မှာပဲဖြစ်ပါတယ်အခုတွေ့နေရတဲ့ကားအမျိုးအစားတွေကတော့မီတယ်ကလပ်ထဲမှာပါတယ်Premium Class ကားအမျိုးအစားကိုငှားမယ်ဆိုရင်တော့15မိနစ်ကိုရန်440တနာရီဆိုရင်ရန်880 6နာရီဆိုရင်တော့ရန်8690ကြားတင်မှာပဲဖြစ်တယ်။ခုမြင်နေရတဲ့ကားအမျိုးအစားတွေကတော့ Premium ထဲမှာပါတယ်။ Time Car Rental Service ကိုနောက်တစ်ခုကြိုက်ရတဲ့အချက်တစ်ခုရှိရယ်။ Anshin Hosho Service လို့ခေါ်တဲ့ကားတစ်ခုခု accident ဖြစ်သွားမယ်ဆိုရင်ကားအမခံကြေးကရန်950ပဲပေးရတယ်။ Time Car Rental Service ကိုအသုံးပြုလို့ရတဲ့လူတွေကတော့ member ဝင်ထားတဲ့လူတွေပဲအသုံးပြုလို့ရမယ်။မန်ဘာကြီးကတော့လစဉ်ရန်880လစဉ်ကြီးရန်880ဆိုတာလည်းအမြဲတမ်းမဟုတ်ဘူးကိုအသုံးပြုတဲ့လတွေဆိုရင်တော့မန်ဘာကြီးပေးစရာမလိုဘူးနောက်တစ်ခုကကျတော့ကို level 1ကနေ level 2 state တက်သွားတယ်ဆိုရင်လည်းလစဉ်ကြီးက free ဖြစ်သွားပြီတခြားဈေးတက်တာတဲ့ကား rental service တွေရှိပေမဲ့ဒီကောင်တွေကကျတော့ကားငှားလို့ရတဲ့အချိန်ကသူတို့ဆိုင်ဖို့တဲ့အချိန်မှာကားငှားလို့ရတယ်နောက်တစ်ခုကကျတော့ဟိုခန်းကြီးတွေကလည်း1100နဲ့2200ပေးရတယ်ဗျာဓာတ်ဆီကြီးလည်းပါတယ်ဆိုတော့အနေနဲ့ဘာညာတာတကပေါင်းလိုက်မယ်ဆိုတော့ထိုင်းကား rental service ထပ်တော်ဈေးကကြီးသွားတယ်ဗျာဂျပန်မှာကား rental service နဲ့ပတ်သက်ပြီးတော့ဈေးတက်တာတဲ့နေရာရှိရင်လည်းအောက်က comment မှာ share လုပ်ပေးပါအောင်လို့တောင်းဆိုပါရစေအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်